မင်္ဂလာပါရှင် Sunday with Mindful Farmer ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့နစ်မြုပ်လာသောကုန်းမြင့်များဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ Venice မြို့ရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်Venice မြို့ရဲ့အကြောင်းကိုရေးသားထားတဲ့သူကတော့ Mindful Farmer Volunteer တအုပ်ဖြစ်တဲ့ Iris ဖြစ်ပြီးတော့ဒီ podcast ကိုပြောပြပေးသွားမယ့်သူကတော့ညီမခင်ပဲဖြစ်ပါတယ်ရှင်Venice မြို့ဟာအီတလီနိုင်ငံမြောက်ပိုင်းVenetian Lagoon ထဲမှာရှိတဲ့ကျွန်းငယ်တွေပေါ်မှာတည်ရှိတဲ့သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီးတော့ကမ္ဘာတစ်ဝန်းလုံးကခရီးသွားတွေအတွက်အလွန်ကြော်ကြားတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ Venice မြို့ဟာ Floating City လို့ခေါ်တဲ့ရေပေါ်မြို့လို့ခေါ်ကြတဲ့အတိုင်းပဲဒီမြို့ထဲမှာကားလမ်းတွေအနည်းငယ်သာရှိပြီးတော့ချောင်းလမ်းတွေကိုပဲဆက်သွယ်ရေးလမ်းအဖြစ်အသုံးပြုကြပါတယ်။ဒေသခံတွေကဂွန်ဒိုလာလို့ခေါ်တဲ့လှေငယ်တွေကိုအသုံးပြုပြီးတော့သွားလာကြပါတယ်။ဒါပေမဲ့ယနေ့ခေတ်မှာတော့ Venice မြို့ဟာအနည်းငယ်စီနစ်မြုပ်လာနေတဲ့ပြဿနာကိုကြုံတွေ့နေရပါတယ်။အဲ့လိုနစ်မြုပ်လာရတဲ့အဓိကအကြောင်းရင်းကတော့မြေပြင်အခြေအနေကြောင့်ပဲဖြစ်ပါတယ်။ရွှံ့နဲ့ရွှံ့စည်းမြေပေါ်မှာမြို့တည်ထားတာကြောင့်အချိန်ကြာလာတာနဲ့အမျှမြေပြင်ဟာတဖြည်းဖြည်းကျွံဝင်ပြီးတော့မြေအောက်ထဲကိုနစ်ဝင်လာပါတယ်။အဲ့ဒါအပြင်20ရာစုကာလအတွင်းမှာစက်မှုလုပ်ငန်းတွေဟာမြေအောက်ရေကိုအများကြီးထုတ်ယူခဲ့ရကြောင်းမြေပြင်ကိုလည်းပို့ပြီးတော့မြန်မြန်ဆန်ဆန်နစ်မြုပ်စေခဲ့ပါတယ်။အထူးသဖြင့်1950ကနေ1980အတွင်းမှာမြေပြင်နစ်မြုပ်တဲ့နှုန်းဟာတစ်နှစ်ကိုအများဆုံး1စင်တီမီတာကနေ2စင်တီမီတာခန့်အထိရှိခဲ့ပါတယ်။20ရာစုအတွင်းမှာဆိုရင်စုစုပေါင်းအားဖြင့်12စင်တီမီတာကနေ13စင်တီမီတာခန့်နစ်မြုပ်ခဲ့တယ်လို့လည်းခန့်မှန်းသိရှိရပါတယ်။ဒီနေ့ဒီချိန်မှာတော့မြေအောက်ရေထုတ်ယူတာကိုလျှော့ချထားတာကြောင့်နှစ်တစ်နှစ်မှာ1မီလီမီတာကနေ2မီလီမီတာလောက်အထိပဲမြေပြင်နစ်မြုပ်နှုန်းဟာလျော့နေသွားပါတယ်။ဒါအပြင်လဲရာသီဥတုပြောင်းလဲမှုတွေကြောင့်ပင်လယ်ရေမြင့်တက်လာတာကလည်းVeniceမြို့အတွက်ပြဿနာတစ်ခုဖြစ်နေပါတယ်။အဲ့လိုအခြေအနေအရရက်ကြောင့်ရေဖုံးလွှမ်းမှုတွေပိုပြီးတော့ကြုံတွေ့နေရတာပါ။အထူးသဖြင့်ရေတက်တဲ့အချိန်တွေမှာဆိုရင်မြို့ရဲ့မြေနိမ့်တဲ့နေရာတွေမှာရေကြီးတက်ပါတယ်။ရေထဲမှာဆိုရင်လည်းစားတက်ပါဝင်မှုများတာကြောင့်အဆောက်အဦတွေနဲ့သမိုင်းဝင်အမွေအနှစ်တွေပျက်စီးသွားနိုင်တဲ့အန္တရာယ်ကလည်းရှိလာပြန်ပါတယ်။ဒါကြောင့်ခရီးသွားလုပ်ငန်းနဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းထိခိုက်လာနိုင်ခြေရှိတာကတော့အသေးချပါပဲရှင်။ဟုတ်ပြီဒါဆိုရင်ဒီပြဿနာကိုလျှော့ချဖို့အတွက်အီတလီနိုင်ငံရဲ့အစိုးရနဲ့အင်ဂျင်နီယာတွေဟာရေရှည်တည်တံ့ရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေကြပါတယ်။အထင်ရှားဆုံးစီမံကိန်းကတော့ MOST project ပဲဖြစ်ပါတယ်။ဒီ project ကိုယူရို9ဘီလီယံအကုန်အကျခံခဲ့ပြီးတော့ပင်လယ်ရေထွက်ပေါက်တွေကိုပိတ်ပင်တားဆီးဖို့အတွက်လည်းကာကွယ်ပေးတဲ့စနစ်တွေကိုလုပ်ခဲ့ကြတာဖြစ်ပါတယ်။နောက်ပြီးတော့မြေအောက်ရေထုတ်ယူတာကိုလည်းထိန်းချုပ်လိုက်ကြတယ်။အဆောက်အဦတွေကိုပို့ပြီးတော့ခိုင်ခန့်မှုအတွက်လည်းပြုပြင်တာတွေပြန်ပြီးတော့ဆောက်လုပ်တာတွေကိုလည်းဆောင်ရွက်နေကြပါတယ်။အချင်းချုပ်ပြောရရင်တော့Veniceမြို့ရဲ့မြေပြင်နစ်မြုပ်လာတာဟာမြေပြင်ရဲ့သဘာဝအခြေအနေမြေအောက်ရေထုတ်ယူတာနဲ့ပင်လယ်ရေမြင့်တက်လာတာတွေကြောင့်ဖြစ်ပါတယ်။ဒီအခြေအနေတွေကြောင့်ရေလွှမ်းမိုးမှုဟာပိုပြီးတော့ဆိုးလာနိုင်ပြီးတော့သမိုင်းဝင်အဆောက်အဦတွေယဉ်ကျေးမှုအမွေအနှစ်တွေကိုခြောက်လှန့်နေပါတယ်။ဒါကြောင့်မလို့ကြိုတင်ကာကွယ်ရေးစီမံကိန်းတွေနဲ့ပြုပြင်ထိန်းသိမ်းတာတွေကိုဆက်လက်ကြိုးပမ်းနေကြဆဲပဲလည်းဖြစ်ပါတယ်။လာမယ့်အနာဂတ်မှာလည်းကမ္ဘာရှင်ကျေးမှုအမွေအနှစ်မြို့လေးတစ်မြို့အနေနဲ့ဆက်လက်တည်ရှိနေဖို့ကိုလည်းမျှော်လင့်မိပါတယ်ရှင်။ဟုတ်ကဲ့ပါ Mindful Farmer ဟာဆိုရင်တော့စာဖတ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက် YouTube နဲ့ Spotify မှာအပတ်စဉ်တနင်္ဂနွေနေ့တိုင်း podcast အစီအစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြတဲ့တဦးချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။